အယောင်သွေးစုံလင်တဲ့ညအိတ်ဝတ်စုံဝတ်ဆင်ထားတဲ့ဂျပန်မျိုးသားတဦးဟာတကားတွေပြတင်းပေါက်တွေနဲ့မျက်နှာကျက်မရှိတဲ့အဖြူရောင်ခန်းလွတ်တစ်ခုထဲမှာနိုးလာပါတယ်။သူကနေရန်တစ်ခုကိုအနီးကပ်ကြည့်ဖို့သွားတဲ့အခါထူးဆန်းတဲ့အရာတစ်ခုထွက်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့အမျိုးသားအင်္ဂါပုံစံအဖူလေးတစ်ခုပါ။အဲ့ဒါကို2ခါလောက်ထိုးကြည့်ပြီးနောက်ထိပ်ဖျားကိုဖိလိုက်တဲ့အခါရေမောနေတဲ့ကလေးနဲ့သမီးလေးရာပေါင်းများစွာကကျန်းပြင်းတဲ့နေရန်တွေကနေထွက်လာပါတယ်။စက္ကန့်အနည်းငယ်လောက်ပဲနေပြီးတော့သူတို့လာတဲ့လမ်းအတိုင်းပြန်ဝင်သွားကြပါတယ်။ဒါပေမဲ့သူတို့ခြံထားခဲ့တဲ့အရာတစ်ခုကတော့အခုသူတို့ရဲ့အင်္ဂါတွေအားလုံးကနေရန်နဲ့ကျန်းပြင်းကနေထွက်နေတာပါပဲ။ဒါကိုတင်ယူခြင်းအဆင့်လို့ခေါ်ပါတယ်။ထူးဆန်းတဲ့ပုံစံရှိတဲ့ခလုတ်ကိုကင်တွယ်ခဲ့တဲ့သူ့လက်ချောင်းကိုနမ်းကြည့်ရင်အမျိုးသားဟာကြောက်လန့်တကြားအော်ဟစ်လိုက်ပြီးအနီးအနားမှာရှိနေနိုင်တဲ့သူတဦးဦးစီကနေအကူအညီတောင်းခံပေမဲ့အချီးနှီးပါပဲ။သူကဘာဖြစ်မလဲဆိုတာသိရအောင်ခလုတ်မျိုးကိုစတင်နှိပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူနှိပ်လိုက်တိုင်းမှာသွားတိုက်တံအသေးလေးကနေပန်းအိုးကြီးကြီးအထိမတူညီတဲ့ကြပန်းပစ္စည်းတစ်ခုကအခန်းထဲကိုကျလာပါတယ်။တူညီတဲ့ခလုတ်ကိုထပ်နှိပ်တဲ့အခါသူဟာတူညီတဲ့ပစ္စည်းကိုပဲရရှိပြီးဒီသဘောတရားကိုခလုတ်တစ်ခုထဲမှာစမ်းသပ်မှုကြောင့်တူတွေအများကြီးရရှိသွားပါတယ်။ဒါပေမဲ့တူခလုတ်ရဲ့ဘေးကခလုတ်ကိုသူနှိပ်လိုက်တဲ့အခါမှာတော့လဲငယ်လေးတစ်ခုကနေရန်ကနေထွက်လာပြီးသူ့ခြေထောက်ကိုဝင်တိုက်တာကြောင့်သူ့ရဲ့ပျော်ရွှင်မှုကခဏတာပါပဲနာကျင်လို့အော်ဟစ်ပြီးနောက်သူနှိပ်လိုက်တဲ့နောက်ခလုတ်ကတော့တင်ပါတစ်ခုဖြစ်ပြောင်းလဲသွားပြီးသူ့မျက်နှာပေါ်ကိုလေးလဲချလိုက်ပါတယ်။နာရီတော်ကြာပြီးနောက်အမျိုးသားဟာအခန်းထဲမှာကြက်ပန်းပစ္စည်းမျိုးစုံကိုစုဆောင်းပြီးသွားပါတယ်။ဘောလုံးကိုနေရန်စီပစ်ပေါက်လိုက်တဲ့အခါဆူရှီရစေတဲ့ခလုတ်တစ်ခုကိုသွားမှန်ပါတယ်။ဒါကသူ့ကိုစာလောင်နေတဲ့အတွက်စိတ်လှုပ်ရှားစေခဲ့ပေမဲ့ပဲငံပြာရည်လိုနေမှန်းသူသိလိုက်ပါတယ်။သူ့ကိုဖမ်းထားတဲ့သူတွေကိုတောင်းပေမဲ့အမြဲတမ်းလိုဘာဖြေမှမရပါဘူး။ဒါကြောင့်သူ့ရှိမှဆူရှီတွေအများကြီးရလာတဲ့အထိခလုတ်တစ်ခုကိုသူအကြိမ်ကြိမ်နှိပ်ခဲ့ပေမဲ့ဆော့စ်ကတော့မရသေးပါဘူး။လက်လျှော့လိုက်ပြီးအမျိုးသားဟာဆူရှီကိုစားလိုက်ရအရသာရှိမှန်းတွေ့ရှိသွားပါတယ်။နောက်ဆုံးတစ်ခုကိုစားပြီးမှတော့နောက်ထပ်ရဖို့ခလုတ်ကိုနှိပ်လိုက်ရပဲငံပြာရီပလင်းတစ်လုံးနောက်ဆုံးမှထွက်လာတဲ့အတွက်သူအယမ်းဒေါသထွက်သွားပါတယ်။ပလင်းကိုဒေါသကြီးဖယ်ထုတ်လိုက်ပြီးနောက်သူကတခြားခလုတ်တစ်ခုကိုနှိပ်လိုက်ပြီးခေဟောင်း 3D မျက်မှန်တစ်လက်ကိုရရှိပါတယ်မျက်မှန်ကိုတက်လိုက်တဲ့အခါသူ့အင်္ဂါကိုလက်ညှိုးထိုးနေတဲ့ကလေးနဲ့သမီးလေးတစ်ပါးကိုမြင်လိုက်ရပြီးအဖြေကိုရှာတွေ့ပြီလို့ထင်တဲ့အတွက်သူပျော်သွားပါတယ်ဒါပေမဲ့အဲ့ဒီခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာတော့သူရလိုက်တာကရေတွက်မှုတစ်ခုနဲ့အပေါ်ကနေအေယာမတင်မကြီးတစ်ခုပေါ်လာပြီးသူ့အပေါ်လေးလေချလိုက်တာပါပဲနာရီနှဲငယ်ကြာပြီးနောက်သူအရန်ဖက်လို့ကောင်းတဲ့မန်ဂါစာအုပ်9အုပ်ကိုဖတ်ပြီးသွားပေမဲ့စက်ထမမြောက်စာအုပ်ကိုရဖို့ခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါတတမမြောက်စာအုပ်ကိုပဲရလိုက်ပါတယ်စိတ်ပြတ်သွားပြီးသူကအခြားခလုတ်တွေကိုစမ်းနှိပ်ကြည့်ရ8နဲ့9ကိုရပေမဲ့6ကိုတော့မရသေးပါဘူးသူစမ်းတက်လိုက်တဲ့နောက်ဆုံးခလုတ်မှာတော့သူ့အတွက်အရေးကြီးတဲ့အံ့အားသင့်စရာတစ်ခုရှိနေပါတယ်အဲ့ဒါကတော့တကားတစ်ခုကိုဖုံးကွယ်ထားတဲ့နေရန်တစ်ခုကိုဖွင့်ပေးလိုက်တာပါပဲ